အားလုံးပဲမင်္ဂလာပါဒီနေ့မြောက်ရေးပြည်နယ်အကြောင်းကဥဒ္ဒနဗုဒ္ဓဘာသာဝင်တွေဘာကြောင့်ဒီဘာသာရေးအတိဒီမှာအားနည်းရတာလဲတခြားသောဘာသာဝင်နဲ့ရှင်မယ်သူလို့ရှိရင်ဥဒ္ဒနဗုဒ္ဓဘာသာဝင်တွေကဘာသာရေးအတိမှာအင်မတန်အားနည်းတယ်ပေါ့အဲ့ဒါကဘာကြောင့်လဲဥဒ္ဒနတို့တွေကညံပြင်းလို့လားသို့မဟုတ်သူတို့ကလိုက်လာမှုလိုက်စားမှုနည်းပါလို့လားအဓိကပြဿနာကဘာလဲပေါ့အဲ့ဒါကိုဥဒင်းမရှင်းခင်မှာဥဒင်းအရင်ရှင်းကျင်တာကဗုဒ္ဓဘာသာ၅မျိုးကြောင်းပြီးရင်သိပ္ပညာရှုထောင့်ကရှင်းမယ်နော်ပြီးလို့ချင်းဗုဒ္ဓသာပြီးရှုထောင့်ကရှင်းမယ်ပေါ့ဥဒင်းဗုဒ္ဓဘာသာ၅မျိုးမှာလာဘဗုဒ္ဓဘာသာရှိတယ်ဗယဗုဒ္ဓဘာသာရှိတယ်ကုလဗုဒ္ဓဘာသာရှိတယ်တတ္တအဓိကဗုဒ္ဓဘာသာရှိတယ်ပညာအဓိကဗုဒ္ဓဘာသာရှိတယ်လာဘဗုဒ္ဓဘာသာဆိုဘာလဲဆိုလို့ချင်းတိပွားသက်လာဘကိုလိုချင်လို့ကိုးကြတာပေါ့ဒီဘုရားကိုကိုးကွယ်မယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ကိုကိုးကွယ်သိကပ်မယ်ဆိုလို့ရှိရင်ငါတို့အတွက်ဒီဘွားလက်လာပါတွေတိုးတက်မယ်တည်တဲ့ဥစ္စာတွေတိုးပွားမယ်လို့ယုံကြည်တဲ့ဗုဒ္ဓဘာသာကိုကျတော့လာဘဗုဒ္ဓဘာသာခေါ်တယ်။နောက်နံပါတ်2ဘုရားဗုဒ္ဓဘာသာသူကကျတော့ဗာလဲဆိုလို့ရှိရင်ဒီဘုရားဒီကိုပူတော်ပတ်တမယ်ဆိုလို့ရှိရင်ဒီနတ်တွေကိုကိုးကွယ်မယ်ဆိုလို့ရှိရင်ဒီဘိုးတော်ကိုသိကပ်မယ်ဆိုလို့ရှိရင်ငါတို့အတွက်ဘေးအန္တရာယ်တွေကင်းလိမ့်မယ်တဘာဝဘေးအန္တရာယ်ကကင်းလိမ့်မယ်လို့ယုံကြည်ပြီးကိုးကွယ်တဲ့ဗုဒ္ဓဘာသာကိုကျတော့ဘုရားဗုဒ္ဓဘာသာခေါ်တယ်နံပါတ်3ကုလဗုဒ္ဓဘာသာကုလဗုဒ္ဓဘာသာဆိုတာကကျတော့ကိုယ့်ရဲ့မိဘနှစ်ပါးကိုယ့်ရဲ့အဘိုးဘွားကိုယ့်ရဲ့ဆွေမျိုးတွေကဒီဘာသာကိုကိုးကွယ်လို့ဒီဘာသာကိုသိကပ်လို့ကိုကလည်းလိုက်ပြီးကိုးကွယ်တဲ့ဗုဒ္ဓဘာသာအမျိုးသားကိုကျတော့ကုလဗုဒ္ဓဘာသာခေါ်တယ်နံပါတ်4တတ္တအဓိကဒီဖရာတရားတန်ခါနဲ့ကံကံရဲ့အကျိုးကိုယုံကြည်ပြီးတော့ကိုးကွယ်တဲ့ဗုဒ္ဓဘာသာကိုကျတော့တတ္တအဓိကဗုဒ္ဓဘာသာဖရာရဲ့ဂုဏ်တော်9ပါးကြောင့်ကိုနားလဲတယ်တရားရဲ့ဂုဏ်တော်6ပါးကြောင့်ကိုနားလဲတယ်တန်ခါရဲ့ဂုဏ်တော်9ပါးကြောင့်ကိုနားလဲတယ်ကံကံရဲ့အကျိုးကိုလည်းနားလဲတယ်ပုပ္ပေကရဟေတုဒိဋ္ဌိဆိုတဲ့အယူသားကိုလည်းနားလဲတယ်ကမ္မတက္ကရာတမ္မာဒိဋ္ဌိကိုလည်းနားလဲတယ်အဲ့ဒီလိုနားလဲပြီးကိုးကွယ်တဲ့ဗုဒ္ဓဘာသာကိုကျတော့တတ္တအဓိကဗုဒ္ဓဘာသာခေါ်တယ်ပေါ့နောက်နံပါတ်5အစင်းအမြင့်ဆုံးကကျတော့ပညာအဓိကဗုဒ္ဓဘာသာသူကကျတော့ဝိပဿနာဉာဏ်ပညာတွေသမထတွေအထုတ်တယ်ပိဋကသာပေတွေကိုလေ့လာချင်းကတ်တယ်အမှန်မှန်အကောင်အသို့အကြောင်းအကျိုးတမန်လန်အကျိုးမျက်မှောက်အကျိုးကိုပိုင်းခြားနိုင်တဲ့ဗုဒ္ဓဘာသာကိုကျတော့ပညာအဓိကဗုဒ္ဓဘာသာလို့ခေါ်တယ်ပေါ့အဲဒီမှာဦးဇင်းတို့ဗုဒ္ဓဘာသာ၅မျိုးတည်းမှာပုံညုံကြီးမယ်ဆိုလို့ရှိရင်ဒီတိဝါဒလာဘကိုတိုးလို့ယုံကြည်ကိုးကွယ်တဲ့လာဘဗုဒ္ဓဘာသာရဲ့ဘေးအန္တရာယ်ကိုကြောက်လို့ကိုးကွယ်တဲ့ဘုရားဗုဒ္ဓဘာသာရဲ့မိယောဗလာဗုဒ္ဓဘာသာတွေကအင်မတန်များတယ်တဲ့လားအကောင်းဆုံးဖြစ်တဲ့တရာတိကဗုဒ္ဓဘာသာအင်မတန်နည်းတယ်အကောင်းဆုံးဖြစ်တဲ့ပညာတိကဗုဒ္ဓဘာသာနည်းတယ်ပေါ့ဦးဇင်းတို့ကအဲ့ဒီအောက်ခြေ၃သင်းကနေပြီးတော့အကောင်းဆုံးဖြစ်တဲ့တရာတိကရဲ့ပညာတိကဗုဒ္ဓဘာသာကိုရောက်အောင်သွားမှာရောက်အောင်သွားတဲ့နေရာမှာဦးဇင်းတို့မှာအတားအဆီးတွေရှိတယ်အကန့်အသတ်တွေရှိတယ်ပတ်ဝန်းကျင်ကြောင့်ကိုကအားနေတာပေါ့ကိုယ့်ရဲ့နိုင်ငံအခြေအနေကြောင့်ဒီဘဝကြီးမကောင်းတဲ့ခါမှာဒီဘဝကြီးရုန်းကန်လှုပ်ရှားနေရလို့ကိုယ့်ရဲ့ဘာသာကိုယ့်ရဲ့စာပေကိုယ့်ရဲ့သာသနာကိုတိုးတက်အောင်လုပ်ဖို့ကိုယ်တိုင်တည်နာလဲအောင်လုပ်ဖို့အချိန်တွေမပေးနိုင်နော်အဲ့လိုလာဘဗုဒ္ဓဘာသာကနေဘုရားဗုဒ္ဓဘာသာကနေကုလဗုဒ္ဓဘာသာကနေပြီးတော့နောက် level အကွင့်မြင့်ဖို့တရာတိကဗုဒ္ဓဘာသာပညာတိကဗုဒ္ဓဘာသာကိုကူးပြောင်းဖို့အတွက်ဦးဇင်းမှာကြိုးစားဖို့တူတယ်ဦးဇင်းကိုယ်တိုင်ကြိုးစားဖို့တူတယ်ဦးဇင်းတို့ရဲ့ပုံကျင့်အရှင်တွေကလည်းအရေးကြီးတယ်အဲ့လိုဦးဇင်းတို့ကအဖြေရှာကြည့်တဲ့အခါမှာဦးဇင်းတို့နိုင်ငံသားတွေကဘာလို့နေကြမှာရေးအဆင်မပြေကြဘူးနော်ဘာလို့နေကြမှာရေးအဆင်မပြေတဲ့အခါကျသူတို့မှာဒီတာပေတွေကိုလေ့လာဖို့ချိန်မပေးနိုင်သူတို့ကိုယ်တိုင်ကဘာလို့နေရတဲ့အဆင်မပြေရုံးကန်လှူရှားသိပြီတီးမှုတွေများအဲ့လိုဘာသာရေးအကြောင်းတွေနားမလည်တဲ့ခါကျတော့သူတို့ဒီကပေါက်ဖွာလာတော့ဝေးဖွာလာတော့တာသမီတွေကလည်းဒါတွေကိုတိဖို့သူတို့ကလည်းအမွေတွေမပေးနိုင်နော်အမွေတွေမပေးနိုင်ဘာကြောင့်လဲအဲ့ဒါကိုဦးဇင်းစိတ်ပညာရှိတော်ကနေပြီးတော့အေဗရာဟမ်မတ်လိုရဲ့လိုအင်အသင့်တီအိုပေါ့he or she all need ဆိုတဲ့
လိုအင်အသင်းသင်း TOE ကိုဥတင်ရှင်းပြအဲ့ဒီအထက်မှာက level 50ရှိနံပါတ်1 physiological need တို့တဲ့ရုပ်ပိုင်းဆိုင်ရာလိုအင်မှုပေါ့တောက်နေကျန်းမာရေးပေါ့အောက်ဆီဂျင်တွေတဘာဝပတ်ဝန်းကျင်တွေအဲ့ဒါကဥတင်လူသားတွေတဲ့ရုပ်ပိုင်းဆိုင်ရာလိုအင်မှုအခြေခံအဆင့်ပဲပြီးနံပါတ်2လုံခြုံမှု safety need တို့တဲ့လုံခြုံမှုအဆင့်စိတ်လုံခြုံမှုရှိတယ်ကိုမကောင်းရလို့ရှိရင်ကိုမှတိုင်ဖို့အခွင့်အရေးတွေရှိတယ်စိတ်လုံခြုံမှုအဆင့်နံပါတ်3လက်အံ belonging niche ချစ်ချင်းမေတ္တာနဲ့တငယ်ချင်းအပေါင်းအသင်းမိတ်ဆွေအပေါင်းအသင်းချစ်သူကြီးသားတဏီမယာညီကိုမောင်နှမတို့ချစ်ချင်းမေတ္တာတို့တဲ့လိုအင်အဆင့်နံပါတ်4အသင်းဤတို့တဲ့ကိုလေးသားတန်ဖိုးထားမှုလိုအင်နံပါတ်5တက် actualization တို့တဲ့မိမိကိုအောင်မြင်အောင်လုပ်နိုင်တဲ့လူအင်ပေါ့အဲ့ဒီ level 5ဆင့်တော့Abraham Maslow လူအင်ပဲအဲ့မှာသူ့ရဲ့အခြေခံကဘာလဲဆိုလို့ရှိရင်5ဆင့်မှာသူကနံပါတ်1အဆင့်ပြမှာနံပါတ်2အဆင့်ကိုတက်လို့ရမှာနံပါတ်2အဆင့်ကိုရှိမှနံပါတ်3ကိုတက်လို့ရမယ်နံပါတ်3အဆင့်ကိုအောင်မှနံပါတ်4အဆင့်ကိုတွားနံပါတ်4အဆင့်ကိုရှိမှအောင်မြင်မှနံပါတ်5အဆင့်ကိုတွားရမယ်နော်နံပါတ်1ရုပ်ပိုင်းဆိုင်ရာလူအင်မှုနံပါတ်2သိပ္ပံဆိုင်ရာလူအင်မှုနံပါတ်3ချွတ်ချင်းမေတ္တာလူအင်မှုနံပါတ်5ကိုလေးစားတမှုထမှုလူအင်မှုနံပါတ်5အောင်မြင်မှုဆိုတဲ့လူအင်မှုပေါ့ဦးဇင်းတနိုင်ငံလုံးကိုခြုံကြည့်မယ်ဆိုလို့ရှိရင်လူတွေကိုကြည့်မယ်များဆိုအဖြစ်ဆိုလို့ရှိရင်ဦးဇင်းတို့ကအခြေခံလူတန်းသားများတယ်သူတို့ကရုပ်ပိုင်းဆိုင်ရာလူအင်မှုမရှိဘူးသိပ္ပံဆိုင်ရာလူအင်မှုမရှိဘူးလုံခြုံမှုမရှိဘူးချစ်ချင်းမေတ္တာတွေမခံစားရဘူးအဲ့မှလည်းသူတိုင်ပတ်နေပြီအဲ့ဒီလိုရင်အဆင့်30မှာလည်းသူတို့ကရှိတဲ့ခါကျတော့ကိုလေးစားမှုမရှိတော့ဘူးကိုမလေးစားလို့ရှိရင်အောင်မြင်ဖို့ဆိုတာအဝေးကြီးအောင်မြင်ဖို့ဆိုတာကကိုလေးစားတန်ဖိုးထားမှအောင်မြင်မှာနော်တောင်းနေကြမှာရဲသမပြေဘူးပတ်ဝန်းကျင်ကြောင့်မိသားစုအခြေအနေကြောင့်ကိုရဲ့ထိမှန်းတဲ့လူမှုအားနေတယ်ကိုရဲ့ထိမှန်းတဲ့လူမှုအားနေတဲ့ခါကျတော့တမိသားချစ်တယ်တို့လို့ရှိရင်မမြဲဘူး။ဘာကြောင့်လဲ။သူ့ရဲ့စိတ်ကမလုံခြုံလို့ပဲ။မလုံခြုံလို့ရှိရင်ချစ်ချင်းမေတ္တာမှာဆိုဦးဇင်းတို့ကပြဿနာတက်။အဲ့ဒီ5သင်မှာ3သင်မှာတွေကခြေခံအသင်တွေကမရှိတဲ့ခါကျတော့ဦးဇင်းတို့ကကိုလေးသားမှုမရှိတော့ဘူး။မအောင်မြင်နိုင်တော့ဘူး။ပြိနာကဦးဇင်းတို့ဒီဗုဒ္ဓစာပေတွေကိုဖတ်ဖို့ကိုယ့်ရဲ့ဘာသာကြောင့်ကိုလေ့လာဖို့ဆိုလို့ရှိရင်ဦးဇင်းတို့ကသာဝနေကျမ်းမာရေးအသင်ပြဖို့လိုတယ်။သာဝနေကျမ်းမာရေးအသင်ပြေတော့ဦးဇင်းတို့ကစာပေတွေဖတ်ဖို့အချိန်ရှိမယ်ဓမ္မအသိဉာဏ်ပို့တိုးမယ်တို့မှကိုယ့်ရဲ့သားသမီးတွေကိုလက်ဆင့်ကမ်းဒီဘာသာရေးအသည့်တွေကိုဖြန့်ဝေနိုင်မယ်ပေါ့သူတို့ကိုယ်တိုင်ကဒီသာဝနေကျမ်းမာရေးအသင်မပြေဘူးစိတ်ပိုင်းဆိုင်ရာလူမှုတွေရှိနေတဲ့အခါကျတော့သိပြီးသူမရှိနေတဲ့အခါကျတော့တာဖတ်ဖို့အချိန်မရှိတော့ဟာကိုယ့်ရဲ့ဘာသာကိုလေ့လာဖို့အချိန်မရှိတော့အဲ့ဒါပဲဒီကိစ္စပြဿနာအဲ့ဒါပဲတာဝနေကျမ်းမာရေးအသင်ပြေတဲ့ခါမှာနောက်အဆင့်ကိုတက်လို့မရဘူးဦးတို့ကဒီပညာရှင်ရဲ့ဒီကိုရတယ်လို့ရှိရင်ဦးတို့ကဦးတို့နိုင်ငံကနံပါတ်1အဆင့်မှာလည်းကတိုင်ပတ်နေတိုင်ပတ်တော့နောက်အဆင့်တွေကိုတက်ဖို့ရအင်မတန်ဝေးတယ်ပေါ့နော်အဲ့ဒါကြောင့်ဦးတို့ကဗုဒ္ဓဘာသာဝင်တွေကဘာသာရေးတိအားနေတယ်ဆိုတာအဲ့ဒါပဲသူများခရစ်ယာန်ဘာသာအစ္စလာမ်ဘာသာကကြတော့ထောက်ပံ့ပေးကြတယ်ပေါ့ဘလို့အခြေအနေပဲဖြစ်ဖြစ်ထောက်ပံ့ပေးကြတယ်သူတို့အချင်းချင်းပြီးလို့ရှိရင်သူတို့ဘာသာရေးရသူလို့ရှိရင်လည်းဖះเจ้าကိုမဖြစ်မနေတက်ကအဲ့ဒါကြောင့်သူတို့ဘာသာတွေကဦးသူတို့ဗုဒ္ဓဘာသာဆိုလို့ရှိရင်အခြေခံဘာသာရေးအဆင့်သူတို့ကပို့ပြီးမြင့်နေတယ်အဲ့ဒါပဲတိလားစာဝင်နေကျမ်းမာကြီးပေါ့ဦးသူတို့မြန်မာတက္ကသိုလ်တခုရှိပါတယ်ဥမာတောင်မှတီလာဆောင်မှတို့ကြားဘူးတယ်မလားပြောချင်တာကတာဝန်နေကျမ်းမာရေးအဆင့်ပြေတော့မှဒီလိုကိုကျင့်တရားတွေပညာတွေကိုလေ့လာနိုင်မယ်သိပုနိုင်မယ်ပေါ့အဲ့ဒါကဥမာတောင်မှတီလာဆောင်မှဆိုတဲ့စကားဆိုတာအဲ့ဒါပဲအခြေခံလူတန်းသားအတွက်ပေါ့နောက်တစ်ခုရှိသေးတယ်ဥမာတောင်မတောင်တော့တီလာဆောင်မယ်ပေါ့အဲ့ဒါကဖျားလောင်းတွေတကယ်သူတော်ကောင်းတွေအတွက်ပဲရှိတာဦးတင်ပုံမှန်လူတွေတက်လို့ရှိရင်အဲ့ဒီတက္ကံကိုမမှန်ဘူး
ဦးတင်ပုံမှန်ပကတိလူတွေအတွက်ဆိုလို့ရှိရင်ဥမတောက်မှတိလာထမှဆိုတာတကားကအမှန်ကန်သုံးပဲနော်ဒါကြောင့်ဥမတောက်အောင်လဲနိုင်ငံတော်ကြီးကတွေကဖန်တီးပေးနိုင်ရမယ်ပဒံရှိတဲ့ပဒံရဲ့အရန်ပိုရှာတဲ့ပုဂ္ဂိုလ်တွေကကိုယ်နိုင်ငံကောင်းသားဖို့ရအတွက်လူတွေဥမတောက်အောင်ဖန်တီးပေးရမယ်အဲ့ဒါမှတိလာထမှဖြစ်ပါတယ်တခါတော့မှမြတ်ဗျာကငါကြောင့်သားကိုထမင်းကျွေးဘူးတယ်အဲ့ဒါတာတနာမှာတစ်ခါပဲကျွေးဘူးတယ်မြတ်ဗျာကဖျားကထမင်းမကျွေးဘူးတစ်ခါမှသူကတရားရည်အိပ်ပဲကျွေးရင်ကျွေးမယ်ထမင်းမကျွေးဘူးဘာကြောင့်ကျွေးတယ်လဲအဲ့ဒီနေ့မှာအဲ့ဒီပုဂ္ဂိုလ်ကတောတာပန်ဖြစ်ကံပါသူကဖျားကလာတယ်နွားကလည်းကြောင်းမှဆိုတော့ခါချင်းဖျားရဲ့တရားကိုတော့အရင်နားမှာလားနွားကိုအရင်ကြောင်းမှာလားဆိုပြီးသူကသူရဖြစ်တယ်ပေါ့အဲ့ဒီမှာသူကနွားကြောင်းပြီးတော့မှနွားတွေကိုပို့ပြီးမှတရားနာမယ်လို့ထုံးဖြတ်ချက်ချတယ်အဲ့မှာနွားကြောင်းနွားတွေကိုပြတဲ့ခါမှာသူကနောက်ကျပါတယ်ထမင်းကမစားရသေးဘူးအဲ့ဒါနဲ့ဖျားကနေပြီးတော့ရန်တို့တဲ့အဲ့ဒီပုဂ္ဂိုလ်ကိုထမင်းကျွေးလိုက်တယ်မှာကွာဆိုပြီးတော့ကျွေးခိုင်းတယ်သူထမင်းကျွေးပြီးတော့မှမြတ်စွာဘုရားတရားဟောတာတိလားဟောတော့မှသူကတောတာပန်ဖြစ်သွားတာတောတာပန်ဖြစ်သွားတာကြာတော့ညနေပတ်လို့ရှိရန်ရကဲ့ရဲ့ပြီးမြတ်စွာဘုရားကတခါမှဒီလိုသူတွေကိုထမင်းကျွေးဘူးဒီနေ့မှဘာကြောင့်ကျွေးလာလဲဆိုပြီးတော့မသိနားမလဲတဲ့ရန်တွေကဲ့ရတယ်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားကကြားတော်မူတဲ့အခါခေါ်ပြီးတော့အကယ်၍သူကထမင်းမစားရသေးဘူးပိုက်ရန်စနေတယ်အာဟာရမမျှတဘူးအဲ့ဒီချိန်မှာငါဖျားတရားဟောမယ်ဆိုလို့ရှိရင်သူအကျွတ်တရားမရနိုင်ဘူးငါဖျားတောက်နေသူ့ကိုထမင်းကျွေးတယ်ဆိုတာကကြတော့သူ့အတွက်သူကဒီနေ့မှာကျွတ်ကမဲ့ပုံကိုဖြစ်တဲ့ငါကသူ့ကိုတောက်တာထမင်းကျွေးတာဖြစ်ပါတယ်နော်ဒါကိုကြည့်မယ်ဆိုလို့ယူနေတော့ကဒီတာဝတ်နေကျမ်းမာရေးအစဉ်ပြေဘူးဆိုလို့ရှိရင်အထက်ဖြစ်တဲ့မတ်တွေဖိုတွေကိုရဖို့ရခက်ခဲနေတယ်ပေါ့အဲ့ဒါကလည်းဦးဇင်းပြောတာတလားဦးဇင်းကခုနမထရိုတီအိုကြီးလိုအင်းအတင်းနဲ့တီအိုကြီးနဲ့ဘော်ရညီရတလားနော်တာဝတ်နေမပြေလို့ရှိရင်အထက်ကိုတက်လို့မရဘူးအဲ့ဒါပြောချင်တာပြီးလို့ချင်းဦးဇင်းတို့ဒီကနေ့ကပါစီကဝတ်မှာပါတဲ့စကဝတိတောက်တော်ရှိတယ်အဲ့ဒီမှာတရားဝတိမင်းတွေကတိုင်းပြည်ကိုအုပ်ချုပ်တဲ့အခါမှာသူတို့ကဟိုဟာလိုအပ်သူတို့ရဲ့တက်ကြရတနာလိုအပ်တယ်အဲ့ဒီယတနာပေါ်ဖို့ရတဲ့ဘာလို့ရမလဲဆိုလို့ရှိရင်နိုင်ငံတော်နိုင်တဲ့အနိုင်ထက်နှိမ့်သက်မှုများမဖြစ်သေးလဲနိုင်ငံတော်နဲ့ဥဒ္ဒါမရှိသူကိုဥစ္စာပေးရမယ်တဲ့နံပါတ်3နိုင်ငံတော်ရှိတဲ့ပညာတိရန်ပုံနာတွေကိုကုသိုလ်ဆိုတာဘာလဲအကုသိုလ်ဆိုတာဘာလဲဒီမေကွန်းရဲ့အဖြေကဘာလဲဆိုတာချင့်ကပ်မြင်ရမယ်အဲ့ဒါတရားဝတိမင်းရဲ့ကျင့်တင်3ပါးပဲအဲ့ဒီကျင့်တင်3ပါးကိုကျင့်မှသူတို့လိုအပ်တဲ့တက်ကြရတနာကလဲမှသူတို့ကတနိုင်ငံလုံးကိုအုပ်ချုပ်လို့ရတာဖြစ်ပါတယ်ကျွန်းဒီလေးချင်းကိုအုပ်ချုပ်ရတာဖြစ်ပါတယ်နော်အဲ့မှာသူတို့ကတရားတစ်ဖြင့်တောင်းလျှောက်ကမယ်တဏီမယားတွေတိတိဘိုးဘာတွေအယံနောက်လိုက်မင်းတွေပုံနာတွေတကြွယ်တွေညီကုန်းမနေတဲ့လူတွေတဏ္ဍဘုံမနေတဲ့လူတွေရန်ပုံနာတွေတားငှက်တွေကိုတရားအလျော်စွာထောင်းလျှောက်မှုပေးရမယ်ကာကွယ်မှုပေးရမယ်လုံခြုံမှုပေးရမယ်ပေါ့အဲ့မှာတရားကိုသူတို့ကမှီရမှာဘာတရားလဲဆိုလို့ရှိရင်ဦးနှုတ်ခုနပြောခဲ့တဲ့အချက်3ချက်ပဲနိုင်ငံတော်နဲ့အနိုင်ထက်နှိမ့်သက်မှုမဖြစ်စေရဘူးဥဒ္ဒါမရှိတဲ့ပုဂ္ဂိုလ်ကိုဥဒ္ဒါပေးရမယ်တမနာဒီမနာတွေကိုမြင်းမြန်ဆွေးနွေးရမယ်ပေါ့တနည်းအားဖြင့်တကြွနဲ့ပညာရှိပုဂ္ဂိုလ်တွေကိုမေးမြန်းဆွေးနွေးရမယ်ပေါ့ဦးဇင်းတို့နိုင်ငံရေးသားတွေကိုသိလာတဲ့အခါမှာကိုယ့်ရဲ့နိုင်ငံတိုးတက်ဖို့ဆိုလို့ရှိရင်တဲ့မုတ်လည်းကျွေးရမယ်တုတ်လည်းကျွေးရမယ်တဲ့မုတ်ဆိုတာကကျတော့စီးပွားရေးအခွင့်အရေးတွေပညာရေးအခွင့်အရေးတွေကျန်းမာရေးအခွင့်အရေးတွေကိုပေးတာကိုမုတ်ကျွေးတယ်ခေါ်တယ်တုတ်ကျွေးတယ်ဆိုတာဘာကိုကြတာလဲဆိုလို့ရှိရင်ဥပဒေပေါ့ဥပဒေနဲ့ညီအပြစ်ရှိတဲ့ပုဂ္ဂိုလ်တွေကိုအပြစ်ပေးရမယ်အဲ့ဒါကအဲ့ဒီနှစ်ခုကြည့်မှဆိုဦးတင်ခုနပြောခဲ့တယ်တရားဝတိမကျင့်ရမယ်3ရက်မှာပါတယ်ဒီလား3ရက်မှာပါတယ်တုတ်ကျွေးတဲ့ဆိုတာကကြတော့နိုင်ငံတော်၌အနိုင်ထက်နှိမ့်ဆက်မှုများမဖြစ်စေရဘူး
အဲ့ဒါဦးဇင်းခုနပဲဥပဒေနဲ့အညီအုပ်ချုပ်မယ်ဆိုတာတော့ပဲလားမဟုတ်ရတဲ့အခါမှာတရားမျှတမှုမရှိတဲ့အခါမှာနှိမ့်သက်မှုတွေနိုင်ကျင့်မှုတွေတိုးပွားတယ်အဲ့ဒါဆက်ကြဝတိမင်းရဲ့ကျင့်တယ်ပဲဥဒ္ဒမရှိသူကိုဥဒ္ဒပေးရမယ်ဆိုတော့ကမုတ်ကျွေးတာပေါ့အဲ့တော့အဓိကဒီနေရာမှာကကျတော့နိုင်ငံမှာရှိတဲ့လူတွေကိုဒီပါရေးပွင့်လန်းလောင်အောင်ပညာရေးတွေပွင့်လန်းလောင်အောင်ကျန်းမာရေးတွေကိုဖွံ့ဖြိုးလောက်အောင်လုပ်ပေးရမှာကိုဥစ္စာမရှိသူကိုဥစ္စာပေးရမယ်တနည်းမုတ်ကျွေးရမယ်အဲ့လိုတတ်မှတ်လို့ရတယ်အဲ့ဒါမှဦးဇင်းတို့နိုင်ငံသူနိုင်ငံသားတွေကအခြေခံလူရင်းတွေဖြစ်တဲ့ရမန်ဆိုင်ရာတွေဒီပါရေးတွေဖွံ့ဖြိုးတဲ့အခါကျတော့မှဦးဇင်းတို့ကဒီပညာရေးတွေဖြစ်တဲ့ပညာရေးတွေအတန်းပညာတွေအသိပညာတွေအသက်ပညာတွေနည်းပညာတွေကိုလေ့လာလိုက်စားနိုင်မှာဖြစ်ပါအဲ့ဒီမှာဦးဇင်းတို့ကဘာသာရေးအသိပညာလေ့လာတဲ့ခါကျတော့မှဘာသာရေးအသိပညာတွေဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါအဲ့ဒါကြောင့်အခြေခံဖြစ်တဲ့မုတ်ကိုကျွေးရပါမယ်မုတ်ကျွေးမှာလူတွေကသာဝန်နေကြမှာရေးသင်ပြမယ်စိတ်လုံးမှုရှိမယ်ချစ်ချင်းမေတ္တာတွေပြုရမယ်အဲ့ဒါမှသူတို့ကလေးသားမှုရှိမယ်ဒါမှအောင်မြင်မှာဖြစ်ပါအခုကဒီလိုသာဝန်နေကြမှာရေးသင်မပြတဲ့အခါကျတော့သူတို့လည်းတာပေတွေကိုဖတ်ဖို့မပြောနဲ့သူတို့သိတော်မှာသူတို့မနေငြိမ်းချမ်းအောင်နေနေရပါတယ်အဲ့လိုတိတ်တွေကမငြိမ်းချမ်းတဲ့အခါသူတို့ကအတိပညာမရှိတဲ့အခါကျတော့ဒီပါရေးတွေမလုပ်တတ်ပါဘူးအဲ့ဒါကိုအတိုးတန်တရာလေးတွေခေါ်ပါတယ်စာပေတွေမဖတ်လို့ဘာသာရေးတိမရှိလို့မௌဒလုတ်တယ်မௌဒလုတ်ပုံပြီးဆင်းရဲလာတယ်အဲ့ဒါကိုအတိုးတန်တရာလေလို့ခေါ်ပါတယ်အဲ့ဒါကြောင့်ဗုဒ္ဓဘာသာဝင်တွေကဗုဒ္ဓဘာသာအတိပညာဖွံ့ဖြိုးတိုးတက်လာဖို့သူတို့ရှိရင်အခြေခံတာဝန်တွေကျမ်းမာရေးတွေသိလုံခြုံမှုတွေချစ်ချင်းမေတ္တာတွေပြည့်ဖို့လိုပါတယ်ဒါမှလေးသားလာမယ်ဒါမှတန်ဖိုးထားလာမယ်ကိုလေးသားမှတန်ဖိုးထားမှကိုယ့်ရဲ့ဘာသာကိုယ့်ရဲ့သာသနာကိုယ့်ရဲ့တာပီတွေကိုကိုယ့်ရဲ့နိုင်ငံတွေကိုတိုးတက်လာအောင်လှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲ